ဒီနေ့မှာတော့တလန်းတွားလေးကိုကျွန်တော်တို့စောင်းရမ်းမိုက်တဲ့မြေပုံလေးကိုအပန်းစာပါမှာအခုပျောက်ရှိသွားပြီပဲဖြစ်ပါတယ်ဗျာဘယ်လောက်ဒီမိုက်လဲဆိုတော့ကျွန်တော်တိတ်နေလဲစီးလို့ရပြီပဲဖြစ်ပါတယ်ဗျာနောက်ပြီးကြတော့ record တွေပြလို့ရပြီဗျာရှောင်းဘလူလေးရဲ့အတွက်စောင်းရမ်းမိုက်တွေပြောလို့ရတယ်bro အားလုံးပဲမင်္ဂလာပါကျွန်တော်ရှင်တော့ပြန်နေကြိုဆိုလိုက်ပါဗျာ bro ဒီနေ့မှာတော့အပန်းစာပါမှာဒီကျွန်တော်တို့ရဲ့တလန်းတွားလေးကိုဘယ်လိုမျိုးပြောင်းထားပေးလဲဆိုတော့ bro တို့ခေါင်းကြီးတို့တစ်ချက်ရှိုးလိုက်တော့ဗျာဘယ်လောက်ဒီလာလဲဆိုရင်တော့ကျွန်တော်ဒီနေ့အကုန်အစဆိုပြောပြပေးတော့မှာဖြစ်ပါတယ်ဗျာကျွန်တော်အခုလောလောဆယ်တော့ဒီဘက်ကိုတစ်ချက်ရှိုးလိုက်ဗျာပြောကြ bro တို့ shop ပြင်းနေမှာဆိုလို့ထင်တယ်နော်တို့ကကျတော့တလန်းတွားကိုတို့ကဘယ်လိုစပြောင်းလဲတယ်ဆိုတော့မြေပုံတွေလေးပြောင်းမလိုက်တယ်ကျွန်တော်ဒါပြကြတော့အစုံပေါ့ဗျာတော်တော်များများလေးလှလှပပလေးလုပ်ပေးလိုက်တယ်လို့ပြောလို့ရတယ်ဗျာတို့ကြ bro တို့တည်မလားရှောင်းဘလိုလေးအတွက်လေrecord ရပါပေးလိုက်တယ်ကြည်တာကျွန်တော်ဘယ်လိုကြမ်းထားလဲဆိုချက်ချိုးလိုက်ဘရာတို့ဒီရဲ့ပွဲလေးမှာဘရာတို့လေအခုလောဆယ်တော့ဘရာတို့ကျွန်တော်တို့လက်ရှိအပန်းစာမှာတော့ကျွန်တော်တို့ပြောင်းသွားပြီပဲဖြစ်ပါတယ်ဗျာလောဆယ်တော့ရိုးစာပါကိုတော့လောဆယ်တော့ပြောင်းနေမှာမဟုတ်ဘူးဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့အခုမှ average ကတစ်ဖက်က average ကအခုမှတင်ပြီးတာဖြစ်တဲ့အတွက်ဟိုဘက်ကိုနောက်ထပ်ကိုဘရာတို့4ရက်ဖြစ်ဖြစ်5ရက်ဖြစ်ဖြစ်4ရက်5ရက်မဟုတ်ရင်တော့တစ်ပတ်10လောက်တော့နည်းနည်းကြောင်းမှာပဲဖြစ်ပါတယ်ဗျာလောဆယ်အပန်းစာမှာရှိအပန်းစာမှာတဆောလို့ရပါတယ်ဗျာဘလောက်ဒီလာလဲဆိုရင်တော့ဘရာတို့တဆောကြည့်လိုက်ဗျာကျွန်တော်တို့တကယ်ကိုကြိုက်သွားဗျာ scale effect တွေတကယ်လာရတယ်ကျွန်တော်မြေပုံတွေလည်းကောင်းသွားတာပြီးတော့ရှောင်းဘလူးလေးအတွက်ကကျွန်တော် record နဲ့လေတိုက်လို့ရတယ်ဗျာဘရာတို့နောက်ပြီးကြတော့ကျွန်တော်တို့အပေါ်မှာတက်လာကျွန်တော်တို့တိမ်စီးတဲ့ဟာတွေပါကျွန်တော်တို့ထည့်ထားပေးရပဲဖြစ်ပါတယ်ဗျာဘလောက်ဒီကော်လဲဆိုတော့ဘရာတို့တစ်ချက်ချိုးလိုက်ဗျာကျွန်တော်အပြင်ထွက်ပြမယ်ဗျာကြည့်တော့ဆောင်းလာတယ်ဗျာဒါတော့ကျွန်တော်အဆုံးကြီးမရောက်လို့ဗျာတော်တော်လေးကော်လို့ပြောလို့ရတယ်ဗျာအခုလောဆယ်တော့ကျွန်တော်တို့အပန်းစာပါမှာထွက်ရှိနေပဲဖြစ်ပါတယ်ဗျာကျွန်တော်တို့ဘရာတို့ hero တေးတွေပါတယ်လေဘရာတို့မကြည့်ရသေးဘူးဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးတွေမှာတင်ထားပေးရပဲဖြစ်ပါတယ်ဗျာဘရာတို့ game နဲ့ပတ်သက်တဲ့အကြောင်းတွေအကုန်လုံးကိုကျွန်တော် YouTube channel မှာတင်ဆက်ပေးနေရဖြစ်တဲ့အတွက် channel လေးကို subscribe လေးနှိပ်ဖို့လည်းမမေ့နဲ့ဘူးဗျာဘရာတို့တော့အပန်းမကြည့်ပေမဲ့ကျွန်တော်တော့ကတော့တော်တော်လေးအကျိုးရှိလို့ပဲဖြစ်ပါတယ်ဗျာဗီဒီယိုလေးကြာရင် like လေးပြီးခဲ့ပေါ့ဗျာဒါကျွန်တော်အခုလာပြောပြတော့ပဲဖြစ်ပါတယ်ဗျာဘရာတို့အတွက်အကျိုးရှိမယ်လို့တော့ထင်တာပဲဗျာဘရာတို့အပန်းစာပါတုံးတဲ့လူတွေတော့တိမှာပေါ့ဒါတွေပေါ်တာမပေါ်ဘူးဆိုတာလောဆယ်အပန်းစာပါမတုံးတဲ့လူတွေရိုးစာပါကိုဘယ်လိုပြောင်းရှိလာမလဲဆိုတာကိုကျွန်တော်ကကြိုပြီးမှလာပြောပြတော့ပဲဖြစ်ပါတယ်ဗျာအခုဘရာတို့အခုပဲတဆော့ကြည့်လိုက်တော့ဗျာအပန်းစာပါရှိတဲ့လူတွေဆိုရင်တော့ဒီကအပန်းစာပါမှာတဆော့ကြည့်လို့ရပါတယ်ဗျာတော်ဆယ်တော့ဘရာတို့ပေါ်မှာမဟုတ်သေးဘူးဗျာအပန်းစာပါမှာပဲပေါ်တာပဲဖြစ်ပါတယ်ဗျာကျွန်တော်တိမ်စီးရလေးကအရသာလေးကတော်တော်လေးရှိရလို့ပြောလို့ရတယ်ဗျာတော်တော်လေးကျွန်တော်တို့ကောင်းတယ်လို့ပြောလို့ရတယ်ဗျာကျွန်တော်တော့မှဒီရဟာကိုစီးကြည့်တာတော်တော်လေးကြိုက်သွားတာဗျာတိမ်နဲ့စီးလို့ကောင်းတယ်ကြည့်လိုက်ဘရာတို့ပြောမယ်ဆိုကွာ record လည်းပြလို့ရတယ်ဒါကြောင့်ဘရာတို့အိမ်ပြန်ကြည့်လိုက်ဗျာအိမ်ပြန်ပြီးသွားတဲ့ခါကျရင်လေတို့ကကျတော့ဘာဖြစ်တာလဲဆိုတော့အိမ်ပြန်ပြီးအိမ်ကိုမရောက်ဘူးတို့ကအဲ့နှစ်ယောက်ပဲပြန်အောင်တာကွာဘလောက်ထိမိုက်လဲဆိုတော့ဘရာတို့ရှစ်ရှူလိုက်လို့ဗျာတော်တော်လေးကောင်းနေတော်တော်လေးကျန်းနေဗျာကျွန်တော်တကယ်ကြိုက်သွားဒီရဲ့အခန်းကိုလေသူကမတွန်းကကျွန်တော်ပြောင်းပလိုက်တာဒါပေမဲ့ကျွန်တော်အခန်းကိုအစိမ်းရောက်ဘာလို့ပြောင်းပလိုက်တယ်ဆိုတော့ကျွန်တော် hero တွေထဲမှာဘရာတို့တွေးမိမှမထင်ဘူး hero တွေအကုန်လုံးကအစိမ်းတော်တော်များရလို့ဟုတ်တင်းကြားတာစကင်နေမှာလေအဲ့အစိမ်းတွေကြောင်းမလို့သူအခန်းကိုအစိမ်းပြောင်းရတော့လို့ပြောကြတယ်ဗျာကျွန်တော်လည်းတိကျမသိဘူးဗျာသူများပြောတာကိုကျွန်တော်ကြားလို့ပြန်ပြီးလက်ပြောပြတော့ပဲဖြစ်ပါတယ်ဗျာကျွန်တော်တိမ်စီးမလို့ထိုင်ဆောင်အောင်ဗျာတိမ်ကကျတော့သူကကျတော့ဘရာတို့အခုတိုင်းစမပေါ်ဘူးဗျာတစ်ခေါက်တီးပြီးရင်ပြန်ပေါ်မှာပဲဖြစ်ပါတယ်ဗျာလောဆယ်တော့ဘရာတို့ဗီဒီယိုလေးကဒီလောက်ပါပဲဗျာဗီဒီယိုလေးဘရာတို့အကျိုးရှိရဆိုရင်တော့ like and subscribe လေးဖြစ်ကူညီပေးခဲ့လို့ရပါတယ်ဗျာဗီဒီယိုလေးကိုအဆက်မပြတ်ကြည့်ရင်တော့ subscribe လေးနှိပ်ထားပါဗျာအခုဘရာတို့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးတက်လိုက်တော့မှာဖြစ်ပါတယ်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ဗျာနောက်ဗီဒီယိုမှာဆုံကြမယ်ဗျာ